အဝိဇ္ဇာမတိချင်းတိုးမဆူရွာမာနေတဲ့ဖိုးထောင်ဆိုတဲ့လူငယ်တူသူ့ဘဝကထင်းချောက်လေးတွေခုတ်ပြီးအကျော်တဲ့စီရောင်းပြီးဝင်းငွေရှာစားတော့တယ်။ဒီနေ့ရွာနားမှာထင်းချောက်လေးတွေရှာရခတ်တော့ရွာနဲ့ခက်လန်လန်းမှာရှိတဲ့တောနယ်ထဲတော့ဝင်ပြီးသွားရှာတယ်။အဲ့တောထဲမှာသူရွာနားမှာတခါမှမမြင်ဘူးအရန်ဖြောင်းအရန်လာတဲ့တစ်ပင်ကြီးတွေတွေ့တော့ဖိုးထောင်ကနေ့စဉ်ထင်းချောက်လေးတွေပဲခုတ်နေရတာစားလောက်ယုံပဲရှိတယ်။ဒီအပင်တွေသာခုတ်ရင်တော့အတော်ပွားပြီးပဲဆိုပြီးသူ့ရဲ့ပါလာတဲ့ဓာမတိုးနဲ့ခုတ်ပါတော့တယ်။အဲ့အချိန်မှာတင်တန်းစင်းကားစတစ်တော်အရာရှိတစ်ကတစ်ဖက်ကလာပါတယ်။အရာရှိကဟေးကောင်မင်းဘာလုပ်နေရလဲ။မေးရဖိုးထောင်ကတစ်ပင်ခုတ်နေတာပါဗျာသူပြန်ခေတယ်။အရာရှိကလည်းတစ်ပင်ခုတ်နေတာတော့မြင်တာပေါ့ကွာခတ်တင်းတင်းပြောလိုက်ရဖိုးထောင်ကလည်းမြင်သားနဲ့ဘာလဲမင်းနေတော့ဆရာကြီးอ่ะပြန်ထိလိဤထိုးခါအရာရှိကမင်းနဲ့မှခက်ပြီးမင်းခုတ်နေတာပါပင်လက်သိလားဟူမေးမှဖိုးထောင်လဲမထိပါဘူးဗျာတခါမှမမြင်ဘူးပါဘူးဟူပြန်ဖြေလေလေထူမအရာရှိလဲအဲ့အဖိုးတန်နဲ့ကျွန်းပင်ကွာကားကိုခုတ်ရင်ဒုက္ခရောက်မယ်မင်းဟူပြောလိုက်တော့မှပင်ဖိုးထောင်ဗျာဟူရေရွတ်လိုက်ပြီးဒီအပင်ခုတ်တာဘာကြောင့်ဒုက္ခရောက်အောင်လဲဗျာဟူပြပြတလဲမေးသည်အရာရှိကကျွန်းပင်ဆိုတာအစိုးရကပိုင်တာဒီအပင်ကြီးလာတဲ့အခါခုတ်ပြီးနိုင်ငံသားကိုရောင်းနိုင်ငံသားဝင်ငွေရတာကွာဟူပြောရဖိုးထောင်ကလည်းအစိုးရပင်တော့မဟုတ်တော့ဘူးထင်တယ်ဗျအစိုးရမင်းတွေရေလာလောင်းတာလည်းမတွေ့မိပါဘူးဗျဒါနဲ့နိုင်ငံသားဝင်ငွေရတယ်ဆိုတော့မြန်မာငွေကဘာဖြစ်လို့တော့ဗျဟူပြန်မေးလိုက်လေတယ်အရာရှိကမင်းကတော့နှုတ်မှုဖြစ်တော့မှာပဲမင်းပေါ်သေးသေးမှလို့ဒီကျွန်းပပင်ခုတ်ထောင်30ကွာဟူပြောလိုက်ရဖိုးထောင်ခမချွေးများပင်ထွက်ပြီးတုံရီသွားလေတယ်ထို့နောက်ဖိုးထောင်ကြောက်လန့်ဖြင့်စိတ်ထဲအတွေးတစ်ခုပေါ်လာလေတယ်ဟိုဘညွာကတာအေးလူသက်တာထောင်ခမနစ်လို့ကြားဘူးတယ်ဒီအပင်ခုတ်တာ30ဆိုတော့ဒီဆရာကြီးငါတက်လိုက်ရင်3နှစ်တက်တာမှာပဲဟုတွေးပြီးအရာရှိအားဓာမတူဖြင့်ပိုင်းလိုက်ရအရာရှိတေးပါတော့တယ်ဆရာနေဝင်းမိအစားပေဟောပြောပွဲတစ်ခုမှာအဝိဇ္ဇာမတိချင်းဆိုတာဟာအင်မကန်ကြောက်စရာကောင်းပါတယ်လို့ကျဲစရာဇလန်းလေးဖြင့်အတိပေးသွားပါ